ကျမတို့ရဲ့ဆရာဦးဆောင်သူတော်အောင်လို့ရှင်ကျမတို့ဒုက္ခဒေဂီဓမ္မများပူဇော်သည့်အဖွဲ့ဝင်တဦးတယောက်အားလုံးကထောအောင်ဆရာမတော်အောင်တွေဟာကာယကံဝစီကံမနောကံတို့နှင့်တစုံတရာပြမကျူးလို့ပြီးခဲ့သည်ရှိသောထိုအဖြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာဒိုသေးစွာဖြင့်တောင်းပန်ကြောပါ၏ဝေချပါ၏တောင်းပန်ပါ၏ကြောပါ၏ခွင့်လွတ်စေပေးပါရဲ့ခွင့်လွတ်ပေးပါရဲ့ကျမတို့ကနေပြီးတော့ကြောပါတယ်ဆရာမရှင်တော့မင်းရောဒီနားလည်းဘယ်လိုပြကြမှာဘယ်လိုမွေးဘယ်သူကလေးလဲဆရာမကလေးအသက်ကြီးကြီးနဲ့ဘယ်သူကလေးဆရာမကလေးဆရာမကလေးဆရာမရင်းကပေါက်သွားတဲ့တာသမီးတွေဆရာမကတုံးမဆုံမရှိတဲ့အိမ်နဲ့ဆရာမကိုခွင့်လုပ်ပေးပါခန္ဓာကိုယ်ကြီးတွေရှိနေလို့ချစ်ချစ်ဝင်မပြုလို့ကတည်းကဒီမှာဒီလိုဒီပေါ်မှာအားတော့တန်လျာရဲ့တမယပေးကြအခါကဘုံရောက်ကြပါစေစီးစိမ်အတနမြောက်များစွာဝိနာမစေတတဲတဲ့ကောင်းကြီးများဖြင့်စိတ်တိုင်းကြပါဒနာပြုနိုင်ကြပါစေဘုရားအမြတ်မှာဝိဝိရှိစေလို့အားပါကြပါစေပညာဘွယ်ရအစစုအလုံးမြောက်တဲ့တန်မြတ်ကြပါစေသစ္စာလေးစုအင်းများကိုလွယ်ကူတိဖြစ်နတ်ဘုံမိမ့်ကောင်းလွယ်ကူစွာဖွင့်ပေးနိုင်တော့သူတော်စင်သူတော်ကောင်းဖြစ်ဖို့ဒီကံဘုရားရရှိတဲ့များဖြစ်ကြပါစေဒီရက်စုနဲ့ပြည့်ပါစေဆရာမလည်းဆရာမခဏတော့တောင်းတော့လောကကြောင့်ခိုင်းနေမယ်ဆရာမတက်တော်ရကြရှိပါလေဆရာမသာသနာစိတ်တိုင်းကြပြည့်နိုင်ပါဆရာမ